အားလုံးမင်္ဂလာပါဒီနေ့ဟိုပေါ့ unboxing လေးတစ်ခုလုပ်ရင်းနဲ့လေ macrame egg လေးကို unboxing လုပ်ရင်းနဲ့ဒီ idea လေးရရပေါ့နော်နောက်နှစ်တွေအများကြီးပေါ့ဒီဥမာအသက်35ရောက်သွားတယ်40ရောက်သွားတယ်အဲ့ဒီအချိန်ကြာလို့ရှိရင်ဒီအခုလက်ရှိအသက်မှာဘယ်လို egg လေးတွေဒီကန်ခဲ့လဲဘာလေးတွေ collect လုပ်ခဲ့လဲဆိုတာလေးကိုပြန်ကြည့်တဲ့ခါကြာလို့ရှိရင်ဖြစ်နေအောင်ပေါ့နော်What's my wardrobe ဆိုတဲ့ title လေးနဲ့ဒီလောက်ကြည့်ဖို့အတွက်စိတ်ကူးမိတယ်ပေါ့နော်အဲ့တကြောင့်မို့လို့ဒီ video လေးရိုက်ထားဖြစ်ပါတယ်ဒီကတော့ဒီကပုံမှန်အားဖြင့်ဒီအသုံးဆောင်လေးထဲမှာဆိုလို့ရှိရင်ဒီအကြိုက်ဆုံးကအိတ်ဒီကအဝတ်စားလည်းတော့မကြိုက်ဘူးအဝတ်စားဒီအတွက်က comfort ဖြစ်ကြမယ်နောက်ပြီးတော့လုံခြုံရမယ်အဲ့ဒါဆိုရင်ရပြီပေါ့နော်တခြား accessory တွေဆိုလို့ရှိရင်ဒီမကြိုက်ဘူးဒီဒါပေမဲ့ဒီကဖက်နက်နဲ့အိတ်နဲ့တော့ကြိုက်တယ်ဖက်နက်ချက်ကိုအိတ်ကိုပို့ပြီးတော့မှဒီကြိုက်တယ်ရှိပြီးဆိုလို့ရှိရင်လည်းထက်ပြီးတော့ဝယ်ဖြစ်တယ်ဒီပုံလေးကငါမှမရှိသေးလို့ငါစုကျင်လို့ငါဒါလေးတင်ထားစံလို့ဆိုတဲ့ဟာမျိုးလေးအများကြီးအဲ့လိုမျိုးဝယ်ဖြစ်တယ်ပေါ့နော်အဲ့တော့အိတ်မှာအများဆုံးကအိတ်ပဲဟိုလိုမျိုးကြီးတမိုးကြီးလို့ပေါ့နော်ဟိုလို branded ကြီးမို့လို့မဟုတ်ပါဘူးဒီ effort လုပ်နိုင်တဲ့ဟာလေးနဲ့နောက်ပြီးရှင်ဒီကြိုက်တဲ့ဟာလေးတွေကိုအဲ့လိုမျိုးတင်ထားတာပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီရဲ့ collect လုပ်ထားတဲ့အိတ်တွေကိုပြပေးမယ်ပေါ့နော်ပြပေးမယ်ဆိုတာအထက်ကိုအဓိကဆော့ဒီ intro မှာပြောခဲ့တယ်လို့ပဲပေါ့ဒီအသက်ကြီးလာတဲ့အချိန်ကျတော့ငါအဲ့အသက်ရွယ်တုန်းကငါဘာလေးတွေကင်ခဲ့တာဘာလို့ဆို age different ဖြစ်သွားတဲ့ခါကျရင်သူတို့အကြိုက်တွေပြောင်းသွားတယ်ပေါ့ဒီဆိုလို့ရှိရင်ဟိုအိမ်ငယ်လေးတုန်းကအနီရောင်ရမ်းကြိုက်တယ်နောက်ပြီးတော့ဆယ်ကျော်တက်လောက်မှဒီပန်းရောင်အသေးကုန်အသက်ကုန် crazy ရပန်းရောင်ဒါပေမဲ့အခုအသက်30ကျော်လာတဲ့အချိန်မှာဒီ new color ပဲကြိုက်တော့တယ်အဖြူအညို nude color တွေပဲဒီကြိုက်တော့တယ်ဟိုအယောင် crazy color တွေမကြိုက်တော့ဘူးအဲ့တဘောတည်းအိတ်တွေလည်းဟိုရင်တော့ဆိုလို့ရှိရင်ဒီကြိုက်ခဲ့တဲ့ထုတ်ပတ်တွေပါဆိုဒီအရင်ကြိုက်တယ်ဒါပေမဲ့ဒီနေ့ကမလိုက်ဘူးပေါ့တကယ်ဆိုရင်တော့ဒါပေမဲ့အဲ့အချိန်တွေတုန်းကတော့ကြောင်းနေတက်နေတဲ့အလုပ်တွေလုပ်နေတဲ့အလုပ်လုပ်တဲ့အရွယ်တုန်းကတော့တုံးခဲ့ရရှိတာပေါ့နော်အခုလက်ရှိချိန်ဒီမှာတော့ဒီအနေနဲ့ကအရန်crazy ဖြစ်နေတာဒီလက်ကင်အိတ်လေးတွေပေါ့နော်အဲ့လိုမျိုးအိတ်တိတ်လေးတွေနဲ့လက်နဲ့ကင်တဲ့ဥစ္စာမျိုးဒီ offshore တွေနောက်ပြီးလို့ရှိရင်ဒီ cross body ထက်စားလို့ရှိရင်ဒီလက်ကိုကင်တဲ့အိတ်လေးတွေကိုဒီပို့ပြီးတော့မှကြိုက်နေတယ်ပို့ပြီးတော့မှလည်းဝယ်သိမ်းဖြစ်တယ်ပေါ့နော်ဒီပုံစံနဲ့မတူတဲ့ဟာလေးပေါ့အဲ့လေးနဲ့အဲ့ဒါလေးတွေကိုပြပြမယ်ပေါ့နော်ပထမဦးဆုံးတစ်ခုအနေနဲ့ကတော့အကြိုက်ဆုံးအရင်မပြဒီလီသုံးနေတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးတွေကဒီ cross body အကျိုးရှိလေးတွေပေါ့ဒါကတော့အမှန်တော့စုရယ်ဆိုတာအထက်ကိုဒီဟာမဖြစ်အသုံးဝင်တဲ့ဟာတွေပေါ့။ဘာလို့ဈေးသွားလို့ရှိရင်ဟိုလက်ရှိကအိမ်မှာပဲအင်ရှင်မကြီးဖြစ်နေတဲ့ခါကျတော့ဈေးသွားတဲ့ခါကျလို့ရှိရင်ဒီကချင်းအောင်တစ်ဖက်မမေတွေခစ်တုံးကလည်းမျိုးဂျိုင်းထဲမှာပတ်စံအိတ်ထိုးပြီးတော့သွားတာမျိုးတိတွက်ကအဆင်မပြေဘူး convenient မဖြစ်တဲ့အတွက်ဒီလို cross body ကျိုးရှိကို7 1 set နဲ့ပေါ့နော်7 1 set နဲ့ဒီလိုကျိုးရှိကိုဒီလိုကြီးစလွယ်အတိုင်းမျိုးမှဈေးသွားတယ်ပေါ့နော်စီတီမှာသွားတာပဲဖြစ်ဖြစ်ဒီဈေးသွားတာပဲဖြစ်ဖြစ်ပေါ့ local market သွားတာအဲ့ဒါမျိုးရွယ်ဖြစ်တယ်ဒီအိတ်အတွက်တော့ဒီအိတ်3လုံးကတော့ကိုယ့်ရဲ့မရှိမဖြစ်ပေါ့နော်မရှိမဖြစ်ဆိုတာအထက်ဟိုကိုယ့်အတွက်လက်ရှိမှာအသုံးဝင်နေတဲ့ဟာလေးပေါ့ဆိုတော့ဒါလေးဆိုလို့ရှိရင်လည်းဒါဟိုဖုန်းလေးပဲထည့်သွားပြီးတော့နည်းနည်းပပပေါ့နော်ဒါဆိုရင်ဒီကိုထိုင်းသွားတော့ကသူဝယ်လာပေးရထိုင်းရဒီသူတို့ handmade လာတာလားမသိဘူးပေါ့နော်ဒီဟာလေးဆိုဒီနေ့တိုင်းဒါအခုဆိုဒါပို့လွယ်ဖြစ်တယ်နေ့တိုင်းဈေးသွားတိုင်းဒါပဲလို့အခုကကြတော့ daily အနေနဲ့ကိုဒီနေနဲ့သုံးဖြစ်နေတာကအခုအိတ်ကနှလုံးရှိတယ်ဆိုင်သွားတဲ့ခါကျရင်ပဲဖြစ်ဖြစ်ဒီသုံးတဲ့ဟာလေးပေါ့နော်အဲ့ဒါဒီတစ်ခုကတော့ဒီရင်လုံးတွေကရုံတက်တုံးတွေကသုံးတယ်ဒါ next generation ကလွယ်ထားဝယ်ထားတဲ့ဟာပေါ့ဒါလေးဆိုဒီလိုအကြောင်းမျိုးကိုပြောရလေဒီလိုအကြောင်းမျိုးဆိုတော့ဒီကြိုက်လာတယ်ပြီးတော့ဟိုထည့်လို့ရတယ်ထည့်စနာထည့်လို့ရတယ်အိတ်ကလေးကထည့်လုံးတော့မှာပဲဒီည rapid လေးကြည့်ကုန်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးလည်းအခုပေါ့သွားတဲ့အချိန်ကြာလို့ဒါဆို beach သွားရင်လည်းဒါလေးကလိုက်တယ်ဆိုတော့ဒါလေးကိုဒီဒါလေးလည်းရန်ဖန်ခါလို့ဖြစ်တယ်။နောက်အခုကတော့အရန်အမြဲတမ်းပေါ့နော်။ daily မင်းသမီးဖြစ်နေတယ်။ daily princess လေးကတော့ဒါလေးပေါ့။ဒါကဒီဆော့ပြောလို့ handmade ချီထိုးအိတ်ပေါ့နော်။ဒါလက်နဲ့သူတို့ထိုးတယ်။ဒီဟာကဒီမူဆယ်ရမမစီကနေပြီးတော့ပေါ့နော်။ဟို Facebook မှာလည်းရှိတယ်။Nansan tree လာမသိဘူးပေါ့နော်။သူဒီဟာထိုးပြီးလို့ရှင်သူနဲ့ဒီနေ့မူဆယ်ကနေဒီထိပို့ရတာဆိုတော့ဈားထဲမှာလည်းအချိန်ဆောင်ရလေးရောရှိတယ်။ဒါပေမဲ့ရောက်လာတဲ့အချိန်မှာအရန်ကို crazy ကိုဖြစ်တာဒါဆိုဒီဆိုင်သွားတိုင်းနေတိုင်းဒါပဲကိုင်ဒါပဲလို့ဒီသုံးတဲ့ဟာထဲမှာနောက်တစ်ခုကရှိသေးတယ်ဒါလေးဟုတ်ပြလိုက်tote bag laptop ထည့်အရန်စီးကြည့်ရလို့ထင်လိုက်တယ်ဒါဘွဲဦးတုန်းကအเจ้าကနေပေးတဲ့အဲ့ဒီဟာဒီ laptop ထည့်စောကချီတို့အိတ်လေးကိုလွှဲတယ်အဲ့နှလုံးနဲ့ရုံပါတယ်ဆိုင်သွားတယ်ပေါ့ဒီအိတ်လုံးနဲ့ကင်နဲ့နောက်ခိုင်စားလို့ရှိရင်လည်းပြောင်းလဲလေးဖြစ်ချင်လို့ရှိရင်လည်းဒါကတော့ဆရာပြခိုင်တန်းတက်တုံးကဆရာရှိရတဲ့ tote bag
ဒါလည်း laptop ထည့်ဖို့သုံးတာပေါ့နော်ဆိုတော့အဲ့လိုပြောလိုက်တဲ့ solution လဲ tote bag ကဒီတော့နောက်ပိုင်းလုပ်နေချင်းလူတွေဒီlaptop တို့ tablet တို့ဒီလိုမျိုး device တွေထည့်ရတဲ့ချိန်ကျရင် tote bag ကမရှိမဖြစ်ဘူးပေါ့အဲ့တော့ဒီကတော့ဒီဟာအတွက်ကိုတခြားပစ္စည်းတခြားဝယ်တာတွေမလုပ်ဘူးပေါ့နော်ဆရာစီရတဲ့အိမ်နဲ့ကြောက်ဟောက်ပြီးတဲ့အိမ်နဲ့ပဲကိုင်ရယ်ရှော်ပြီးကိုင်ရယ်ဒါဒီချီတာဖြစ်တဲ့အတွက်အချိန်တင်ရှော်ပြီးသုံးလို့ရတယ်အယောင်မမွဲသွားမချင်းကိုသုံးလို့ရတဲ့အတွက်ဒါပဲသုံးဟိုကကြတော့ဒါလေးဆိုတော့တစ်ခါတလေဒီမှာဖျားသွားတာမျိုးခါလေးဥမာတကယ်ချင်းနေအပြင်ဟန်းအောင်ဖတ်တာမျိုးလို့ဆိုရင်ဒါလေးလွယ်တယ်ပေါ့ဒါလေးကအပန်းရောင်လေးဖြစ်တယ်ဒီဟာလေးကတီးကိုဘယ်နှခုနှစ်ကလည်းမမှတ်မိတော့ marketing team ကလက်ဆောင်ပေးထားတာမွေးနေ့လက်ဆောင်ပေါ့နော်ခုနှစ်တော့မမှတ်မိတော့နည်းနည်းတော့ကြာပြီဒီလေးကတော့ပစ္စည်းလက်ဆက်နဲ့ဒီမှာ outfit နဲ့လိုက်သွားတာဖြစ်ပေါ့နော်တခုခုဆိုလို့ရှိရင်တော့ဒီအိတ်လေးကင်ဖြစ်တယ်ဆိုတော့ဒီဟာလေးကလည်းတစ်ခါလေးကင်ဖြစ်တဲ့အိတ်လေးပေါ့နော်နောက်တစ်ခုကဒါကတော့ you know ရုံးတက်တုံးကတော့နေ့တိုင်းတွေ့တယ်ဒါ monster ကဒီအရန်ကြိုက်တယ်ဒီအယောင်အရန်ကြိုက်တယ်ဒီအယောင်ကအခုနောက်ပိုင်း30ကျော်လာပြီးနောက်ပိုင်းဒီရောင်ကိုယ့်ရဲ့အယောင်ဖြစ်လာတာအရင်ကြိုက်တယ်သူဒီ shoulder bag လေးဖြစ်တယ်စီးလက်ဆက်ပါတယ်ပြီးတော့ quality လည်းကောင်းတယ်နာမည်လည်းကြည့်ရလေနော်ဒီဟာလေးဆိုဒီဝယ်တော့ကဈေးတက်တဲ့ချိန်ကဝယ်လိုက်တော့နည်းနည်းလေးတော့ဈေးများသွားတယ်ဒါပေမဲ့နောက်ပိုင်းနေမှာဆိုရှင်ပိုတက်တာလာတယ်တွေ့တယ်နောက်အများကြီးပဲဒီ series ကထွက်တာဆိုတော့ဒီဟာလေးကိုလည်းတစ်ခါတလေပေါ့အဲ့လိုမျိုး hand out ထွက်တဲ့ချိန်တို့ဒါမှမဟုတ်လေတကယ်ချင်းနေနဲ့shopping တွားပြတဲ့ချိန်လေးပါတယ်ဆိုလို့ရှိရင်တော့ဒီဟာလေးကို outfit နဲ့လိုက်တယ်ဆိုရင်တုံးဖြစ်တယ်ပေါ့နော်ဒီအိတ်ကလေးပေါ့ဒါလေးဆိုတော့ဒါတရုတ်ကဘာဒီဇိုင်းမှလည်းမရှိဘူးဒါပေမဲ့အရေးသွေးကဟိုပြီးတော့မယ်ညံ့တဲ့ထဲမှာပါတယ်ဒီပစ္စည်းလေးရလေဒီလိုလေးပေါ့ဟိုခြိုင်းရွယ်လေးလည်းရတယ်လက်ကကင်လည်းရတယ်ဆိုချစ်လို့ဒီလိုလာချမ်းအိတ်တွေအိမ်တော့လာချမ်းအိတ်တွေခစားတဲ့အချိန်မှာဒီဟာလေးဝယ်လိုက်တာအလေးကဟိုလိုတရုတ် quality capable လေးပဲဒါပေမဲ့အဆင်ပြေတယ်ပေါ့နော်ချစ်ဖို့လည်းကောင်းတယ်ဒါလေးကနောက်တစ်ခုကတော့ wallet ပေါ့နော်ဒီမဲလေးကတော့အခုလက်ရှိကိုင်းနေတာ monster ကပဲဒီစစောက chocolate ရောင်အိတ်ကလေးကိုကြိုက်တော့ဒီ monster brand ကိုဒီသဘောကျသွားတယ်အဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးကို wallet လေးမှာလိုက်တယ်ပေါ့နော်ဆိုတော့ तू ကကတ်တွေလည်းအများကြီးဆန့်တယ်နောက်ပြီးတော့ဟိုပတ်စံထဲဖို့လည်းအကန့်နှစ်ကန့်ပါတယ်အဲ့ဒီပြင်မှာဒီမှာ zip လေးနဲ့ထည့်လို့ရသေးတယ်ဆိုတော့အိတ်ကလေးလည်းပြလို့လို့ဖောင်းလေးဆိုဖြစ်စရာလေးနော်ဆိုတော့ဒါကတော့လက်ရှိကိုင်းနေတာဒါပေမဲ့ရင်တော့ကဆိုလို့ရှိရင်ဒီဟာကိုင်းတယ်ဒါကမခိုင်ပေါ့နော်မခိုင်မီတီတို့ဟိုM2K ရလေဆိုမမကတီဟိုကြာပြီဘယ်နှခုနှစ်ကလည်းမသိခုနှစ်တည်းမှတ်ပြီးတော့အဲ့တော့ New Year gift plus ဆောင်ပေးတာပေါ့တိနံပါတ်လေးထိုးထားတယ်ဒါဟိုကင်မရာပြောင်းပြန်ဖြစ်နေတော့ပြောင်းပြန်ဖြစ်နေလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒါမေ theory ဆိုပြီးတိနံပါတ်လေးကိုသူထိုးပေးထားတာအရန်ကြိုက်တယ်အရန်ဘန်ကောက်သွားတော့ဒါပဲကြိုက်ဒီပစိုက်ပဲကတခြား brand တွေမကင်ဘူး LV တွေ Gucci တွေနဲ့မလင်းနိုင်ဘူးပေါ့နော်ဘာလို့ဆိုတော့ကို dress ဆိုပြီးတော့မှရည်ရွယ်ပြီးလုပ်ပေးထားတဲ့ဟာလေးကိုတီးကအရန်တန်မိုးထားတယ်တန်မိုးနည်းသည်ဖြစ်စေများသည်ဖြစ်စေဈေးကြီးရရင်မကြီးရတယ်မဟုတ်ဘူးပေါ့နော်ကိုအတွက်ဆိုရည်ရွယ်ပြီးလုပ်ပေးထားတဲ့အရာတွေအကုန်လုံးတန်မိုးရမ်းထားတဲ့အတွက်ဒီအိတ်ကိုကတော့ဒီမြဲတယ်တင်းနဲ့တင်းထားတယ်ဟိုမတုံးပြရင်လည်းတသက်ချာချာလေးတက်ရဲ့အိတ်ကလေးနဲ့တင်းထားတယ်ပတ်စံတွေအများကြီးထည့်တဲ့ချိန်တိုင်းတော့ဒါသုံးနေတော့အဲ့လိုမျိုးဘန်ကောက်တောင်တော့ဆိုလည်းဒီထဲမှာ exchange လုပ်ပြီးသားပတ်စံတွေပေါ့ဘတ်တွေအကျွေးစီတွေပါညာအကုန်လုံးဒီထဲမှာအကုန်ထည့်သွားပြီးတော့ passport စာအုပ်လည်းထည့်ထားလို့ရတယ်ဆိုတော့ဒီဟာပဲကင်တာပေါ့နော်ဆိုတော့ဒီဟာလေးရတယ်ဒီ favorite ထဲမှာပါတယ်ပေါ့ဆိုတော့တင်းထားတာအမြဲတမ်းပေါ့ဆိုတော့ wallet ကတော့ဒီနှလုံးကိုသူ့အဆင်ပြေတဲ့ချိန်ကင်နေပေါ့နော်လာပါပြီ top 5ပေါ့နော်နောက်ဆိုတော့ top 6ဖြစ်လာမှာပေါ့အခုက top 5ပါဟာဒီဟာလေးနှစ်ခုကဒီအဲ့ central ဖြစ်မယ်ထင်တယ် icon စီကတော့မဟုတ်တော့ဘူး central မှာဝယ်တာ central wall yes ဟုတ်တယ်အဲ့မှာသူတို့ဒီလိုမျိုးလေးတွေကိုရောင်းနေ pop up store လေးတွေရှိတယ်ဆိုတော့ဒီလိုမျိုးတက်တာဘုံလေးတွေမျိုးလေးတဘောကြပြီးတော့လက်ကင်ပြီးသူ့မှာတော့ကျိုးရှိပါတယ်ဒီမှာကျိုးရှိထဲတဲ့ဥစ္စာလေးကျိုးရှိတစ်ခုလုံးမှာပါတယ်ကျိုးရှိနဲ့လဲလို့ရတယ်ဒါပေမဲ့တရားမဟုတ်ဒီလိုကင်ရတဲ့ဟာလေးကိုကြိုက်တာပေါ့နော်အဲ့တော့ဒီဟာလေးကိုဒီအဲ့တော့ကနှလုံးဝယ်လာတာအဲ့တော့ကဘတ်600လားမသိဘူးထောက်တယ်ဘတ်600ထင်တယ်အဲ့ဒီဥစ္စာကိုဒီဟာနှလုံးဝယ်လိုက်တယ်ပွဲတွေတော်များပြီးသွားလို့ရှိရင်ဒီဟာလေးတွေပဲကင်နေဆိုတော့ဒါလေးနှလုံးကတော့ပထမဦးဆုံးတစ်စီကိုရောက်လာတာပေါ့နော်အဲ့တော့ဒီဟာလေးတွေရောက်လာပြီးတော့မှနောက်တစ်မျိုးလက်ကင်အိတ်ကလေးတွေကို collect လုပ်ဖို့အတွက်ကျွန်မပိုးဝင်သွားတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကတည်းကခံပါတော့ဒီအချိန်မှာနောက်ထပ်ရောက်လာတာတော့ဒါလေးဘယ်ယူမဲနေတော့ဟာဒီကအဖြူပဲဝတ်ချင်တာတကူလုံးလည်းအဖြူဆိုတော့အဲ့ဟာကိုအဲ့ကိုလည်းဒီရှာတာပေါ့ဖြူအောင်ရှာတာဆိုတော့တ
လဲရတယ်ငကိုတွေကကိုကြိုက်တဲ့ထဲမှာပါတော့ဒီဟာလေးကိုဒီကင်ပြတယ်ပေါ့ဒါလေးဆိုလို့ရှိရင်လက်ကနေကင်တဲ့ဟာလေးပေါ့ဒီလိုလေးပဲပုံးလေးနဲ့ဗန်ကတ်နဲ့ပတ်စံနေချင်းနေပဲဆက်မယ်ဆိုပေမဲ့ပေါ်တဲ့ကင်လို့လာတယ်ဒီလိုမျိုးအိတ်တွေပလဲအိတ်လေးတွေတော်တော်များများအရန် trend ဖြစ်နေတယ်တော်တော်များကောင်းမလေးတွေမမတွေအကုန်လုံးဒီပါကင်ကြတယ်ဒီ play အိတ်လေးတွေကိုပေါ့နော်ဆိုတော့ဒီမှာလည်းဒီ play အိတ်လေးတစ်လုံးဒီ collect လုပ်လိုက်တယ်ပေါ့အဲ့တော့စောနှလုံးပြင်ရောဒီတတိယမြောက်လုံးလေးကို collect ပြန်လုပ်လိုက်တယ်ထပ်လုပ်လိုက်တယ်ပေါ့နော်အဲ့ဒါပြီးတော့၄ခုမြောက်ဝင်လာတဲ့အိတ်လေးပေါ့နော်အဲ့လေးကတော့ဒါလေး sister ကဒါချင်းအိတ်လေးပေါ့ဒီတရားလေးကိုတွေးလိုက်တယ်လေတခါလေဒါကအထာကြလေးဟန်နောက်ထက်တဲ့ချိန်ကြာလို့ရှိရင်ဥမာဂျင်းပင်နဲ့အပေါ်ကအင်ဂျီအဖြူပေါ့နော်အင်ဂျီအဖြူမျိုးနဲ့ဒါနဲ့ကင်နေဆိုအရန်မိုက်နေမှာအရန်အမိုက်စားဖြစ်နေမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေလည်းကင်လို့ရတယ်တီလိုချင်းနဲ့thanks နဲ့လည်းမိတယ်လို့လက်ကလေးကင်တာသူ့မှာလည်းကျိုးရှည်ပါတယ်ဒါပေမဲ့တရားတော့ကျိုးရှည်နေမလွယ်ဘူးဒီတိုင်းလေးပဲလက်ကနေကင်နေဆိုတော့ဒီဟာလေးကိုလည်းဒီ collect လုပ်လိုက်ပါတယ်အဲ့တော့ဒါလေးကတော့ cell brand ပေါ့နော်ဒါလည်းဘန်ကောက်ကနေလမ်းမှာလိုက်တာပဲဒီတော့မှတ်မိရောအခုကတော့နောက်ဆုံးရောက်ရှိလာတဲ့ကျမရဲ့မင်းသမီးလေးပေါ့နော်စောစောကလည်း unboxing လုပ်ထားရယ်အဲ့တော့မင်းသမီးလေးကတော့ဒါလေးပါ crave by dt ကဒီအိတ်ကလေးပေါ့ဒါကတော့နောက်ဆုံးမှရောက်လာတဲ့အငယ်ဆုံးအထွေးဆုံးမင်းသမီးလေးပေါ့နော်အရင်တဘောကြတယ်စောတော့ကunboxing မှာလည်းပြောထားဘူးရယ်ပေါ့နော်ဆိုတော့ဒီအိတ်ကိုဒီလိုလေးတွေနဲ့မြင်တဲ့အချိန်မှာလေငါရဲ့လက်ကင်အိတ်မှာတော့ဒီကတော့ထည့်ကူထည့်ရမယ် collection ထဲမှာပါနေပြီဆိုပြီးတော့မှတန်းပြီးတော့မှာလိုက်တယ်ပေါ့နော်ဆိုတော့ဒါလေးငါးလုံးအောင်လက်ရှိဒီ collect လုပ်ထားတယ်ဒီအိတ်ကလေးတွေပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့ဒီဟာပြီးရင်တော့ဒီ handmade ကိုစိုးကဒီ daily ခုဆိုင်သွားတိုင်းလွယ်နေတဲ့handmade လေမနန်းစန်ထရီမူဆယ်မမစီမှာပူဇာထားတာတစ်ခုထရှိသေးတယ်ဒီလိုမျိုး site ကလေးပဲသေးလေးပဲအဲ့ဒီ handmade ချီထိုးလေးနဲ့လုပ်ပြပါဆိုပြီးတော့မမကိုပြောထားရှိတယ်မမကတော့အခု order တွေအများများနေတယ်သူစီမှာဒီအဲ့ကလေးကလေမမစီမှာအရန် trending ဖြစ်နေတာပေါ့နော် order တွေမအသေး share ချမ်းနေတာဆိုတော့အဲ့မမကိုဒီထပ်ပြီးတော့မှပူဇာထားတယ်မမရေဒီလိုလက်ကင်တဲ့ဟာမျိုးလေးသမီးကိုထိုးပေးပါအောင်ဆိုပြီးတော့ပြောထားရပေါ့နော်သူကတော့လောလောဆယ် order တွေရမ်းများနေတဲ့အတွက်ကိုအလှည့်ကြလို့ရှိရင်ထိုးပေးမယ်ရောအလှည့်နဲ့စောင့်ရအောင်ပေါ့နော်အဲ့လိုမျိုးထိုးပေးမယ်ဆိုပြီးပြောထားရဲအဲ့ရလေးထောက်လာတယ်ဆိုရင်တော့ဒီလိုမျိုးချီထိုး handmade ကလေးတွေနောက်ထပ်တစ်ခုပေါ့ collection တစ်ခုထပ်ရောက်လာမှာပေါ့နော်ဆိုတော့နေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဓိကတော့ဘာမှမဟုတ်ဘူးဒီ intro မှာပြောခဲ့တယ်လို့ပဲဒီတက်ရွယ်မှာဒီအိတ်တွေစုပြီးတော့ဒီအိတ်တွေသုံးခဲ့တယ်ပေါ့နော်ဆိုတော့ကင်တဲ့ပစ္စည်းအိတ်တွေကဈေးအများကြီးကြီးတဲ့ဟိုလိုအိတ်တွေမဟုတ်ဘူးပေါ့နော် branded တွေဟိုလိုကြီးတွေသိမလားဟို LV တို့ Gucci တို့အဲ့လိုမျိုး300ကျော်အိတ်ကြီးတွေလည်းမဟုတ်ပါဘူးပြီးတော့အရန်ဈေးကြီးရဲ့ဟို brand ကြီးတွေအိတ်ကြီးတွေလည်းမဟုတ်ပါဘူးပေါ့နော်ဒါပေမဲ့ဟိုဒီ afford လုပ်နိုင်တဲ့ပေါ့နော်ကိုဒီ afford လုပ်လိုက်ရင်တော့ထိုက်တန်နေဆိုတော့rate တစ်ခုရှိတယ်နောက်ပြီးတော့ကိုယ့်အတွက် convenient ဖြစ်တယ်satisfy ဖြစ်တယ်ဆိုတော့ဟာလေးတွေကိုတရား collect လုပ်ထားတာပေါ့နော်အဲ့တော့ဒီဘေးကတော့ legit တင်ပါရဲ့နောက်ဒီလိုအိတ်ကလေးလိုချင်နေဆိုရင်ဒီလိုအိတ်ဆိုတာထက်ဒီဟာတွေကတော့ဒါဆိုရင်တော့ဒီမှားမှာဆိုလို့လေအားနာလို့ဒီလား WEIRDO ဆိုတဲ့ page Vodrio လို့ခေါ်လာမှာဆိုလို့အားနာလို့လေအဲ့ဒီမှာဒီလို play လေးတွေအများကြီးရှိတယ်လိုချင်နေဆိုရင်ရှိပါတယ်ရန်ကုန်မှာလည်းတခြားသောချီလိုရောက်တဲ့မမရဲ့ညီမလေးတွေအများကြီးရှိပါတယ်။တရားတော့ဒါမူဆယ်ကမမပေါ့နော်။ Manan Century ဆိုတဲ့မမပေါ့။အဲ့ဒီမမနာမည်ခေါ်တာမှမလားမသိဘူး။အဲ့မမစီကနေပြီးတော့မှာတယ်။တကယ်လို့အဆင်ပြေရဆိုလို့ရှိရင်ဒီ page link လေးတွေလည်း comment မှာထည့်ထားပေးပါမယ်။မျိုးချီလိုအိတ်လေးရချင်တယ်ဆိုရင်မမစီမှာမှာလို့ရတယ်ဒီမမပေါ့နော်။ဒါချီလိုအိတ်မမနောက်ပြီးတော့ macrame အိတ်လေးတွေလိုချင်တယ်ဆိုရင်တော့ဒါမမ DD စီမှာလို့ရတယ်ဒါ create by DD ဆိုပြီးတော့ macrame studio မမပေါ့နော်ဆိုတော့သူစီမှာလို့ရပါတယ်အရန်လာတယ်နော်ဒီအိတ်ကအရန်လာတာနော်အင်္ဂလိပ်တယောက်ရဲ့ဒီ video မှာပေါ့နော်ဒီအိတ် video ထဲမှာချီတိုးအိတ်လိုမျိုး macrame လိုမျိုး handmade အိတ်ကလေးတွေကတော့ရှိကိုရှိတယ်လေဒါဒီဒါဖြစ်ပေါ့နော် collect လုပ်ရမယ်အထင်မှာပါတယ်တခြား designer bag တွေ show solution တော့ဟိုချမ်းသာတဲ့မမတွေဆိုလို့ရှိရင်တော့ designer bag တွေ collect လုပ်တာရှိရလေဒီလိုမျိုး handmade လေးမျိုးတဲ့လူဆိုလို့ရှိရင်တော့ handmade လေးကတော့ကိုယ့်ရဲ့ photo ထင်မှာမဖြစ်မနေဘူးမှာပဲတိမ့်တင်နေပေါ့နော်ဟို collect လုပ်ထားတဲ့နေပေါ့အဲ့တော့
business ဆိုတော့အဲ့မမလေးစမှာတော့မှာလို့ရပါတယ်တီးကတော့မလုပ်တတ်ပါဘူးတီးကအဲ့လိုမျိုးပဲကြည့်ပြီးတော့လှတယ်လုပ်ပြပါဆိုပြီးတော့တပူစားတတ်ပါတယ်အဲ့တော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တတာ